ဒေါသရဲ့အပြစ်နဲ့တီးခံခြင်းရဲ့ကောင်းကျိုးယခုလူတွေမှာမိမိအားပြစ်မှားတယ်လို့လူတဦးတယောက်ကိုဖြစ်စေအများကိုဖြစ်စေစိတ်ဆိုးမပြေပဲဖြစ်နေတာဟာအဲ့ဒီဒေါသကိုမိတ်ဆွေအနေနဲ့လက်ခံထားလို့ပါပဲအဲ့ဒီလိုဒေါသဖြစ်နေတဲ့လူကိုတခြားပုဂ္ဂိုလ်များကစိတ်မဆိုးဖို့ပြေငြိမ်းဖို့ဖြောင်းဖြပြီးပြောကြရင်သူကမကြိုက်ပဲရှိတတ်တယ်ဒေါသဖြစ်နေရတာကိုပင်သူကအရာသာရှိသလိုထင်နေတတ်တယ်ဒေါသပြေငြိမ်းဖို့ပြောဟောတဲ့ပုဂ္ဂိုလ်တွေကိုတော့သူကစိတ်ဆိုးတတ်သေးတယ်သူအပေါ်မှာဆရာလုပ်ရမလားလို့အဖြစ်တင်တတ်သေးတယ်အဲ့ဒါဟာအစိတ်ပြင်းထန်တဲ့ငွေဝေးကြီးကိုခပိုက်တဲထည့်ထားသလိုပင်ဒေါသကိုအဖြစ်မမြင်လို့လက်ခံထားတာပါပဲဒါကြောင့်ဒေါသကိုပယ်နိုင်အောင်သူ့အဖြစ်ကိုဆင်ခြင်ရမယ်တဲ့ဘလို့ဆင်ခြင်ရမလဲဆိုတော့ကြံကံအရာဆင်ခြင်ပုံကိုဒီလိုပြထားတယ်အခါတစ်ပါးမှာစန္ဒဆိုတဲ့ပရပိုက်ကယာကဒေါသမောဟ၏အဖြစ်ကိုဘလို့မြင်ပြီးပယ်ဖို့ရာပညာဟောကြားပါသလဲလို့မေးတဲ့အတွက်ဒေါသအဖြစ်ကိုအရှင်အာနန္ဒမထေရကဒီလိုဖြေကြားတော်မူပါတယ်ဒေါသ၏အဖြစ်ငါရှင်စန္ဒစိတ်ပြန်စိတ်ဆိုးသောသူသည်ဒေါသကလွှမ်းမိုးအပ်သည်ဖြစ်၍အုပ်ဆိုးခြင်းကိုခံရသည်ဖြစ်၍ပဂတိစိတ်ကောင်းတွေကိုဒေါသကကုံစီအပ်သည်ဖြစ်၍ဒေါသကြောင့်စိတ်ကောင်းမရှိတော့ဘဲမိမိကိုယ်ကိုနှိပ်စက်ရန်ဆင်းရဲစေရန်လေးကြံစီပြုလုပ်၏သူတစ်ပါးကိုနှိပ်စက်ရန်မိမိရောသူတစ်ပါးရောနှစ်ဦးလုံးကိုနှိပ်စက်ရန်ဆင်းရဲစေရန်လေးကြံစီပြုလုပ်၏ကိုယ်ဖြစ်သက်ချင်းစားသောမကောင်းမှုကိုပြုကျင့်၏နှုတ်ဖြင့်ဆဲဆိုခြင်းသေပြက်ဆေးလိုခြင်းစားသောမကောင်းမှုကိုပြုကျင့်၏ဟုဖြေကြားတော်မူပါတယ်ဒီတရားစကားကိုအခြေခံပြုပြီးဆင်ခြင်ပေါ်ပါပဲဆင်ခြင်ပုံကတော့ဒေါသဖြစ်လာရင်မိမိကိုဆင်းရဲစေတယ်ဆိုတာအလွန်ထင်ရှားပါတယ်မူလကကြီးကြီးလေးလေးရွှင်ရွှင်ပြပြဖြစ်နေရကဒေါသဖြစ်လာသည့်နှင့်တပြိုင်နက်ကြီးလေးရွှင်ပြတဲ့စိတ်မရှိတော့ဘူးတခါလေးစိတ်ဟာပင်ပန်းသွားတော့တာပဲမျက်နှာလေးမသားရတော့ဘူးကိုယ်ထဲမှာလည်းမနေသားမထိုင်သားဖြစ်သွားတော့တာပဲဒေါသပြင်းထန်လေးလေးကိုယ်ရောစိတ်ပါဆင်းရဲပင်ပန်းလေးလေးပဲအဲ့ဒီလိုစိတ်ဆိုးပြီးတော့သူတစ်ပါးကိုလည်းနှိပ်စက်တက်ဖြတ်တတ်တယ်မချားသောမနာတာစကားတွေကိုလည်းပြောဆိုတတ်တယ်အဲ့ဒီလိုမတော်တာကိုပြုမိပြောမိတဲ့အတွက်နောက်ပြန်လေးစဉ်းစားကြည့်တဲ့အခါကျတော့အောက်ထစ်ဆုံးအရှက်ရတတ်တယ်ရာဇဝတ်ပြစ်မှုမျိုးကိုပြုမိပြောမိရင်တော့ရာဇဝတ်ပြစ်ဒဏ်သင်ပြီးချက်ချင်းပင်ဆင်းရဲရတော့တာပဲဒေါသအလျောက်ပြုမိပြောဆိုမိတဲ့အဲ့ဒီလိုမကောင်းမှုတွေကြောင့်အပေလေးပါးကြာရောက်ပြီးတော့လေအကြီးအကျယ်ဆင်းရဲရတတ်တယ်အဲ့ဒါဟာဒေါသကမိမိကိုယ်ကိုနှိပ်စက်ပုံဆင်းရဲစီပုံအရေးအမွတ်ပါပဲအဲ့ဒီထဲမှာမျက်မှောက်တွင်တွေ့ရတဲ့ဆင်းရဲတွေကိုတော့ကိုယ်တွေ့ဖြစ်ပြီးထင်ရှားသိနိုင်ပါတယ်ဒေါသအလျောက်ဘလို့ဖြစ်ခဲ့ရတယ်ဘလို့ပြောမိပြုမိလို့ဘလို့မကောင်းကျိုးတွေရခဲ့တယ်ဆိုတာဆင်ခြင်ကြည့်ရင်သိနိုင်ပါတယ်နောက်ပြီးတော့ဒေါသဖြင့်သူတစ်ပါးကိုဆင်းရဲအောင်လုပ်တယ်ဆိုတာကတော့တာပြီးထင်ရှားတာပဲစိတ်ဆိုးတဲ့သူဟာအောက်ထစ်ဆုံးအဖြစ်သူတစ်ပါးနားမချမ်းသာတဲ့စကားကိုပြောဆိုတယ်။အဲ့ဒီလိုအပြောဆိုခံရတဲ့သူမှာအကြီးအကျယ်စိတ်ဆင်းရဲသွားတတ်တယ်။စွမ်းနိုင်ရင်တော့သူတစ်ပါးကိုနာကျင်အောင်လေးနှိပ်စက်တတ်တယ်။တေးအောင်လေးတတ်တတ်တယ်။အဲ့ဒီလိုသူတစ်ပါးဆင်းရဲအောင်လုပ်တဲ့အတွက်တနည်းနည်းဖြင့်မိမိကိုယ်တိုင်လေးဆင်းရဲဒုက္ခရောက်ရတတ်တယ်။ယခုလောလောဆယ်မှာမစင်ရရစေကမူနောက်ဘဝများကြတော့အပေလေးပါကြာရောက်ပြီးတော့အကြီးအကျယ်ဆင်းရဲသွားရမယ်လူဘဝရောက်လာရင်လေအသက်တိုးခြင်းအနာများခြင်းအယုတ်ဆိုးခြင်းစသည်ဖြင့်ဆင်းရဲဒုက္ခရောက်သွားရမယ်ဒါကြောင့်ဒေါသကသူတစ်ပါးကိုလည်းဆင်းရဲစေတယ်မိမိရောသူတစ်ပါးရောနှစ်ဦးစလုံးကိုလည်းဆင်းရဲစေတယ်ဆိုတာလေးထင်ရှားစေပါတယ်
တီးခံခြင်းဤအကျိုးစီးပွားဟုသမျှတို့သည်မိမိဤအကျိုးစီးပွားလျင်အမျက်ဆုံးရှိကုန်၏ထိုအမျက်ဆုံးအကျိုးတို့တွင်တီးခံခြင်းထက်တားလွန်သောအကျိုးစီးပွားသည်မရှိပေဆိုတဲ့တရားမင်းဤစကားအရာအဖြစ်လေတီးခံခြင်းဤအကျိုးကိုသိရမယ်တဲ့ခန္တီစိတ်မဆိုးပဲနေခြင်းသည်အမျက်ဆုံးအကျင့်ပေတည်းဟုဟောတော်မူတဲ့တရားအရာအဖြစ်လေသိရမယ်တဲ့ခန္တီဖလံတီးခံခြင်းခွန်အားရှိသည်ဖြစ်၍ဗလာနီကံခွန်အားစစ်တက်ရှိသူကိုပြမနာသူမြတ်ဟု၍ငါဖျားဟောဤဆိုတဲ့တရားတော်အရာအဖြစ်လေတီးခံခြင်း၏အကျိုးကိုသိရမယ်တဲ့။ဘာကြောင့်တီးခံခြင်းဟာအမျက်ဆုံးဖြစ်ပါသလဲဆိုတော့စိတ်ဆိုးစရာပြန်လေချိပါစရာရှိတဲ့အခါစိတ်မဆိုးပဲကြီးကြီးတတနဲ့တီးခံနေတဲ့သူကိုအများကချစ်ခင်ကြည်ညိုကြတယ်။ချီးမွမ်းကြတယ်။စွမ်းနိုင်သမျှချီးမြှောက်ကြအကူအညီပေးကြတယ်။တာမန်မိတ်ဆွေအဖြစ်မှာရင်းနှီးတဲ့မိတ်ဆွေအဖြစ်သို့ရောက်ရတယ်။တီးခံတဲ့သူကိုဘလို့လူကမှမမုန်းဘူးအဲ့ဒါတွေဟာအလွန်ထင်ရှားတဲ့အကျိုးတွေပါပဲအဲ့ဒီလိုတီးမခံပဲနေရင်တော့နှစ်ဦးနှစ်ဖက်ညှင်းခုန်ကြရတယ်ရမ်းဖြစ်ကြရတယ်မုန်းတီးကြရတယ်တစ်သက်လုံးမခေါ်မပြောပဲမိတ်ပြက်ဆွေပြက်ဖြစ်ကြရတယ်အချင်းချင်းထံမှာအကူအညီတကယ်လိုနေတဲ့အခါပဲမဲ့အကူအညီမရပဲရှိတတ်တယ်တချို့မှဆိုရင်တေးသည့်အထီတောင်အကျိုးမဲ့ကိုပြုလုပ်တတ်ကြတယ်အဲ့ဒီလိုအကျိုးမဲ့ဖြစ်ကြရတာဟာဘယ်ကလာတော့ဆိုရင်ပြီးခံတဲ့အခါမှာပြီးမခံခြင်းကြောင့်ပါပဲအကယ်၍တစ်ဖက်သားဤအပြောမအဆိုမအပြူမှာကိုတီးခံလိုက်ရင်တော့ညှင်းခုန်ခြင်းရန်ဖြစ်ရခြင်းလည်းမရှိတော့ဘူးဒါကြောင့်တီးခံတာဟာအင်မတန်ကောင်းပါတယ်အင်မတန်ကျေးဇူးများပါတယ်တီးခံတဲ့အကျင့်ဟာမြတ်တဲ့အကျင့်ပါပဲတဲ့ကုသိုလ်ဖြစ်ရေးအကျင့်ဟူသမျှတွေဟာတီးခံမှအောင်မြင်မယ်တီးမခံရင်မအောင်မြင်ဘူးပေးလူရမှလဲတီးခံပြီးဆောင်ရွက်ရတာပဲအကြီးအကျယ်ပေးလူတဲ့အခါမှာအကြီးအကျယ်တီးခံပြီးတော့ဆောင်ရွက်ရတယ်တီလာခြင်းရကြတော့တီးခံရတာပိုပြီးထင်ရှားတယ်ပြုလုပ်ခြင်းနဲ့အကုသိုလ်အမှုတွေကိုမပြုဘဲတီးခံပြီးခြင်းရတယ်ဘာဝနာအလုပ်ကြတော့အဲ့ဒီထက်ပိုပြီးထင်ရှားတယ်ကိုပင်ပန်းစင်းရဲမှုတွေကိုတီးခံပြီးနှလုံးသွင်းရှုမှတ်ပါမှတမာတိပညာကဖြစ်တာအနေငယ်လောက်ညောင်းပူနာကျင်လာတာနဲ့တီးမခံပဲခဏခဏကိုအမူအရာကိုပြုပြင်နေရင်တမာတိဖြစ်ဖို့လဲခဲရင်နဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့လဲခဲရင်နဲ့တီးခံပြီးရှုမှတ်နေပါမှဇန်တမာတိများကိုလည်းရနိုင်တယ်ဝိပဿနာဉာဏ်ထူးများနဲ့မဖို့ဉာဏ်ထူးများကိုလည်းရနိုင်တယ်ဒါကြောင့်တီးခံခြင်းကိုပရမန်အမျက်ဆုံးအကျင့်လို့လေဆိုသင်ပါတယ်ဒီနေရာမှာတီးခံရင်နိဗ္ဗာန်ရောက်သည်လို့ဆိုထားတဲ့ရှေးပညာရှိတို့ဤစကားဟာလေအင်မတန်သင်မြတ်ပါတယ်ပါရမီ7ပါးကိုဖြည့်ခြင်းရမှာခန္တီဆိုတဲ့တီးခံခြင်းပါမှအောင်မြင်ပြည့်စုံနိုင်တယ်အဲ့ဒီပါရမီ7ပါးတွေကအဋိဋ္ဌံဝရိယပညာဆိုတဲ့ပါရမီတွေဟာနိဗ္ဗာန်မျက်မှောက်ပြုရန်အတွက်နိကတ်တဲ့ပါရမီတွေပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အဋိဋ္ဌံပြုပြီးရည်ရွယ်ထားတဲ့အတိုင်းမဆုတ်မနစ်အားထုတ်တဲ့ဝရိယကလည်းပြည်စုံပါမှဝိပဿနာပညာအရိယာမတ်ပညာတွေလည်းပြည်စုံပါမှကိစ္စပြီးတယ်အဲ့ဒီလိုကိစ္စပြီးအောင်တီးခံမှုပြည်စုံပါမှဖြစ်တယ်အဲ့ဒီလိုတီးခံပြီးအားထုတ်ရင်နောက်ဆုံးမှာအကုန်လုံးကိုတီးခံနိုင်တဲ့ယဟန္တာဖြစ်သွားတော်တာပါပဲအဲ့ဒီယဟန္တာပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကတီးခံခြင်းခွန်အားဆိုတဲ့ဗလာနီကံခွန်အားစစ်တက်နဲ့ပြည်စုံတဲ့ဗျာမနာသူမြတ်ဟုဟောတော်မူတာပါပဲအဲ့ဒီဒေသနာတော်အရာအဖြစ်တီးခံခြင်းဆိုတဲ့အကျင့်ကိုယဟန္တာဖြစ်သည့်တိုင်အောင်မြင့်မြတ်တဲ့အကျင့်လို့ဆိုရမှာပါပဲကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်တော်အဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်